K-drama ဘရင်လီမေဟိုတောင်မကယ်နိုင်ခဲ့တဲ့အဆိုးရဆုံးဇာတ်လမ်းများကိုရီးယားအနုပညာလောကမှာလီမေဟိုဆိုတာကအောင်မြင်မှုရဲ့ပြရုပ်တစ်ခုပါသူပါဝင်တဲ့ဇာတ်ကားတိုင်းကလည်းပရိသတ်တွေကြားမှာရေပန်းစားလေးရှိပေမဲ့တကယ်လက်တွေ့မှာတော့သူ့ရဲ့နာမည်ကျော်ကြားမှုနဲ့တော့မကယ်တင်နိုင်ခဲ့ပဲအရှုံးနဲ့ရင်ဆိုင်ခဲ့ရတဲ့ဇာတ်ကားတွေရှိနေပါတယ်မင်းသားကိုအားနာလို့သာဆက်ကြည့်ခဲ့ရတယ်လို့ပရိသတ်တွေညှိတွားခဲ့ရတဲ့လီမေဟိုရိုက်ကူးခဲ့တဲ့အဆိုးရဆုံးဇာတ်လမ်းတွေကတော့The King Eternal Monarch ဒါကတော့လီမေဟိုစစ်မှုထမ်းပြီးပြန်လာတဲ့ပထမအဆုံးကားဖြစ်လို့တကဘာလုံးကရင်ခုန်ခဲ့ကြတဲ့ဇာတ်ကားပါဒါပေမဲ့ရလက်ကတော့စိတ်ပျက်စရာပဲဖြစ်ခဲ့ပါတယ်ဇလန်ကပလဲလဲဝေါ်အကြောင်းဆိုတော့ရှုပ်ထွေးလို့ပြီးပရိသတ်တွေနားမလည်တာတကြောင်ဇဝင်ကန်တိုင်းလိုမှာကြက်ကြော်ကော်ဖီနဲ့အလှကုန်ကြော်ညာတွေကအရန်များလွန်းတာကြောင့်ဒါကဇလန်လားကြော်ညာရှည်ကြီးလားလို့အထိဝေဖန်ခံခဲ့ရပါတယ်မင်းသမီးခင်ကိုနဲ့လည်းဓာတုဖေတာမမိဘူးလို့အပြောခံခဲ့ရတာကြောင့်မင်းသားရဲ့နာမည်နဲ့တောင် ratings ကိုမဆွဲတင်နိုင်ခဲ့ပဲလီမေဟိုရဲ့မှတ်တိုင်မှာအဆိုးရွားဆုံးဖြစ်ခဲ့ပါတယ်နောက်တစ်ခုကတော့ Fate ဆိုတဲ့ drama ပါCity Hunter နဲ့အောင်မြင်မှုအရှိန်တက်နေချိန်မှာရိုက်ကူးခဲ့တဲ့ဒီဇာတ်ကားလီမေဟိုရဲ့သမိုင်းနောက်ခံပထမအဆုံးကားဖြစ်လို့ပရိသတ်တွေအယမ်းမျှော်လင့်ခဲ့တာပါမင်းသားလီမေဟိုကလည်းအကောင်းဆုံးသရုပ်ဆောင်ခဲ့ပေမဲ့ဇလန်ရဲ့အဆက်ဆက်ကအယမ်းနှိမ့်ကွေးလွန်ပြီး CGI အထူးပြုလုပ်ချက်တွေကလည်းအဲ့ဒီခေတ်ကစံနှုန်းနဲ့တော့ညံ့ဖြစ်နေခဲ့ပါတယ်မင်းသမီးနဲ့အသက်ကွာဟချက်ကလည်းအတော်ဆိုးတာကြောင့် Fate ကတော့နာမည်ကျော်မင်းသားပါရဲ့သားနဲ့ကိုအရှုံးပေါ်ခဲ့တဲ့ဇာတ်ကားစီးရင်ထဲမှာပါဝင်ခဲ့ပါတယ်ပချင်းကိုဒါကတော့လီမေဟိုကိုတိုင်း casting ဝင်ပြီးရွေးချယ်ခံခဲ့ရတဲ့ Apple TV Plus ရဲ့ကဘာကျော်ဇလန်တွဲကြီးပါဒါပေမဲ့ကြီးစုသူကမရှိသလောက်နေပါခဲ့ပါတယ်ဇလန်ကသမိုင်းနောက်ခံအလွန်လေးနဲ့လွန်ပြီးပြင်းစရာကောင်းနေတာကြောင့်ပေါ့ပေါ့ပါပါဒရမာကြည့်ကျင်တဲ့ပရိသတ်တွေကစိတ်ပြက်ခဲ့ရပါတယ်ဘတ်ဂျက်တန်ပေါင်းများစွာအကုန်အကျခံရိုက်ကူးထားပေမဲ့ဇလန်ကအေးဆက်ဆက်နိုင်လွန်းတာကြောင့်လီမေဟိုရဲ့အမာခံပရိသတ်တွေကလွဲရင်ဘယ်သူမှမကြည့်ခဲ့ကြပါဘူး Gangnam Bluesဒါကတော့ဟိုးလွန်ခဲ့တဲ့နှစ်တွေကလီမေဟိုရဲ့ပထမဦးဆုံးခေါင်းဆောင်မင်းသားအဖြစ်ရိုက်ကူးခဲ့တဲ့ရုပ်ရှင်ကားကြီးဖြစ်ပါတယ်။ဇလန်က1980ပြည့်လွန်နှစ်တွေကကန်နမ်ဒေတာဖွံ့ဖြိုးရေးနောက်ွယ်ကအမောင်ထုကိုရိုက်ပြထားတာပါ။ဇလန်ကအရန်ညံ့ပြီးအတိုက်ခိုက်တွေနဲ့ရှုပ်ထွေးလွန်းနေသလိုအမြင်မသစ်တော်စရာဇဝင်ကန်တွေလည်းပါတာကြောင့်ပရိသတ်တွေအရန်စိတ်ပျက်ခဲ့ရပါတယ်။ Personalities Boys Over Flower ဇာတ်ကားမှာဂူကျွန်းဖြိုးဖြစ်တကဘာလုံးပရိသတ်တွေကလက်ခံသွားပြီးနောက်မှာရိုက်ကူးခဲ့တဲ့ဒီဇာတ်ကားလီမေဟိုတက်တော်စိန်ခေါ်မှုတစ်ခုပါလီမေဟိုကဘီတုကပညာရှင်တစ်ယောက်အဖြစ်တရုပ်ဆောင်ခဲ့ပြီးဇလန်ကပေါ့ပေါ့ပါပါဖြစ်ပေမဲ့ဇက်အင်ကအရန်အားနည်းလွန်ခဲ့ပါတယ်ဇညိုကခံမှန်ရလွယ်လွန်ပြီးထူးခြားတဲ့အလှည့်ပြောင်းတွေမပါဝင်တာကြောင့်ပရိသတ်တွေကလီမေဟိုရဲ့အရင်ကားတွေလောက်စိတ်ဝင်စားကြပဲကြည့်ရှုနှုန်း rating တွေကတဖြည်းဖြည်းကျဆင်းသွားခဲ့ပါတယ်ပရိသတ်ကြီးတွေအမြင်မှာလီမေဟိုရဲ့ဘယ်ဇာတ်ကားကြည်ဘူးသမျှတွေထဲမှာအဆိုးရွားဆုံးဖြစ်မယ်လို့ထင်တယ်လဲဆိုတာမှတ်ချက်ပေးခဲ့ကြပါဦးနော်